င်းပြီလေခုနကယောက်ျားတွေဘာလို့အသေးကွဲလွယ်ကြတာလို့မိထားတာရှိတယ်နော်အဖြေတိလား ဟုတ်ကဲ့ပါကိုကိုမဲခွန်းလေးရအတွက်ကျေးဇူးပါနော်ယောက်ျားတွေရဲ့အထက်ကွဲလွယ်တာအကြောင်းအရာရွယ်တွေကအများကြီးရှိရဲ့နော်ဥပမာမျောလင့်ချက်တွေဆုံးရှုံးတာသို့မဟုတ်ချစ်ရသူကိုဆုံးရှုံးတာမျိုးပေါ့ကိုကိုအဲ့ဒီအကြောင်းအရာရွယ်တွေကိုဘယ်လိုမြင်လဲ ဟုတ်တယ်နော်အသေးလေးပြောတာမှန်ပါတယ်မျောလင်းချက်တွေဆုံးရှုံးတာချစ်ရသူကိုဆုံးရှုံးတာဒါဒီအသေးကွဲစေတဲ့အကြောင်းအရာရင်းနှီးချက်မှာပါဝင်နေကိုတွေ့ကြုံခဲ့ဖူးတဲ့အသေးကွဲစာလိုင်းတွေမှာရှိခဲ့ဘူးလား ကိုကိုပြောတာမှန်ပါတယ်ညမျောလင့်ချက်တွေဆုံးရှုံးတာချစ်ရသူကိုဆုံးရှုံးတာတွေကလူဘဝမှာအသေးကွဲစေနိုင်တဲ့အကြောင်းရင်းတွေထဲမှာပါဝင်နေကိုကိုအသေးကွဲတဲ့အကြောင်းအရာရွယ်တွေကိုဘယ်လိုနားလည်လဲ